အားလုံးပဲမင်္ဂလာပါ Love from Burma ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မတွေ့ရကြဘူးပေါ့မတွေ့ရကြဘူးဆိုတော့ဗီဒီယိုမလုပ်ဖြစ်လို့မတွေ့ရတဲ့အခြေအနေပေါ့နော်အခုတော့ဒါကျွန်တော်တို့လာမဲ့တောက်ကြနေပေါ့နော်မနက်ဖြန်18ရက်နေ့မှာဒီ Sora နဲ့ Witty Cry တို့ရဲ့ပွဲက One Championship Inner Circle 22မှာပြန်ပြီးတော့ပါလာတယ်အဲ့ပွဲနဲ့ပတ်သက်တဲ့ပွဲကြိုအကြောင်းအရာအချက်လက်ပြီးကျွန်တော်ရဲ့ပွဲကြို3ချက်ကိုကျွန်တော်တင်ဆက်သွားမှာဖြစ်ပါတယ်ဒီပွဲကိုဘယ်ကကြည့်လို့ရတယ်လဲပေါ့နော်ဘယ်ကကြည့်လို့ရတယ်လဲဆိုရင်တော့ဒီပွဲကတော့အခပေးနဲ့ပဲကြည့်ရှုလို့ရမှာဖြစ်ပါတယ် free to air ကနေထိုင်ရမလွင်ပါဘူးအဲ့တော့အဲ့ဒီပွဲကိုကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော် 1fc.com လို့ဒီ browser နဲ့ရိုက်ရှာပြီးတော့ paper view ပေါ့နော်ဒီအခချင်းငွေတွင်ပြီးကြည့်ရှုလို့ရတဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ Sonra ကသူ့ကစားပုံကောင်းတယ်လို့နိစနစ်ပိုင်းကောင်းတယ်လို့ပရိသတ်အားပေးမှုမခံရတဲ့ကစားသမားအဖြစ်ကျွန်တော်မြင်တယ်ဒါပေမဲ့နောက်ပိုင်း3ပွဲမှာတော့သူကစားပုံပြောင်းလာတာနဲ့မျှပရိသတ်ရဲ့အားပေးမှုကလည်းပို့ပြီးတော့ရလာတယ်ဖြော်ပြမှုဆန်တဲ့ဒီတိုက်ခိုက်ရေးပုံစံကိုပြန်လဲမြင်တွေ့ရပြီးနောက်မှာတော့ပရိသတ်ကလည်းသူ့ကိုပြန်ပြီးသတိထားမိလာတယ်လို့ထင်တယ်ပေါ့နော်နောက်တစ်ချက် effect ကတော့ဒီ FedEx အတင်းသားဖြစ်နေတာပေါ့ကျော်စာဝင်းလည်းအခုရောက်လာတဲ့အချိန်မှာပရိသတ်ကလည်းသူ့ကိုပို့ပြီးတော့သတိထားမိလာတယ်လို့လည်းထင်တယ်ဒါကတော့မှားရင်းကောင်းမှားရင်းနိုင်တယ်ကျွန်တော်တူရဲသုံးသက်ချက်ဖြစ်ပါတယ်เนาะအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးပွဲချုပ်သုံးသက်ချက်ပြောမှာဖြစ်ပါတယ်ဒီပွဲကိုကျွန်တော်တို့မနက်ဖြန်ပေါ့နော်မနက်ဖြန် Inner Circle 22မှာကြည့်ရမယ်ကျွန်တော်ခုနအရှိမပြောခဲ့သလိုပဲအခါပေးလိုင်းကနေကြည့်ရမှာပေါ့နော်အဲ့တော့ဘယ်လောက်ကြာနိုင်မလဲဆိုတော့ဒီသူတလားစာဆိုလို့ရှိရင်တော့ဘတ်380လောက်ကြာမယ်ထင်တယ်ဗျကျွန်တော်တို့ကလောလောဆယ်အဲ့လိုပဲကြည့်ရ Inner Circle 22 Inner Circle ပွဲစဉ်တွေကိုပေါ့နော် Inner Circle မှာပါလာတာကောနည်းနည်းတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဟိုစာချုပ်မရသေးတဲ့ fighter တယောက်အနေနဲ့တော့အခါပေးရုပ်သံလိုင်းနဲ့ဝင်သွားတာကဆိုတော့အတွက်ရှေ့ကိုသွားဖို့အကောင်းဆုံးအခွင့်အရေးများဖြစ်နေမလားအဲ့လိုလဲတွေးကြည့်မိတာရှိတယ်အဲ့တော့ Witty Cry ကတော့ဒါ Emmy ကိုအလဲထိုးတာဦးရ fighter ပေါ့နော်ဒီပွဲမှာလဲဆိုရက Emmy အတွက်များ Glazer ပြန်ချေပေးနိုင်မလားရှုံးကျွေးပြန်ဆက်ပေးနိုင်မလားဒါကိုလဲစောင့်ကြည့်ရမယ် Witty Cry အသက်ကတော့24အရက်9ပေ6လက်မှာရှိတယ်9ပေ6လက်မှာဖြစ်တဲ့အတွက်ဒီ One Championship ရဲ့ flyweight မှာတော့အရက်စီးရဲ့အရက်ပုံမြင့်တဲ့ fighter လို့ကျွန်တော်တို့ပြောလို့ရတယ်တောက်စီးရယ်ပေါ့နော်တောက်စီးရဖြစ်တဲ့အတွက်ပြန်ဘက်ကိုနည်းနည်းလောကကိုင်ရလွယ်တဲ့ fighter မျိုးပေါ့အဲ့လိုမျိုးမြင်ပြီးရင်ဒီလက်ရှိ flyweight champion Iman Ghazali ရဲ့ကိုသူတင်ကိုတင်ထိုးထားတဲ့ဒါ Morocco fighter Mohamed Tafik ကိုသူကအလဲထိုးနဲ့နိုင်ထားမှု record ရှိတယ်အဲ့တော့သူ့ရဲ့လုံမနီပွဲဥအတွက်3ပွဲဆက်ကအနိုင်ရခဲ့ပြီးတော့ဒါတော့လှခဲ့ပေမဲ့ဒီနောက်ဆုံး2ပွဲဆက်ကတော့အမှတ်ပေးနဲ့ရှုံးထားတယ် Left way from Burma အဲ့တော့ဒီပွဲကသူ့အတွက်များဆက်ဆက်ပွဲပုံစံမျိုးဖြစ်နေမလားကျွန်တော်တို့တွေးစရာရှိတယ်။သူ့ရဲ့ fight style ကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာကျတော့ခြေတံလက်တံရှိတယ်။ဒီ flyweight မှာဆိုလို့ရှိရင်ခြေတံလက်တံရှိတဲ့ fighter မျိုးလို့ပြောလို့ရတယ်။အဲ့ဒါကိုလည်းအသာစီးယူပြီးတော့သူကပြိုင်ဘက်တွေကိုဖိအားပေးကစားတတ်တယ်။နော်ပြီးရင်အကွာဝေးထိန်းနိုင်တယ်ပြီးရင်အမှတ်မများရတတ်တဲ့ဒီခက်ချေတီးတန်းတွေလည်းသုံးနိုင်သလိုအဲ့ဒါတွေအပြင်ကိုတလုံးစုံလည်းထုတ်တတ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ခံမှန်းခတ်တဲ့ fighter မျိုးတွေမှာတော့ပါတယ်နော်ခံမှန်းခတ်တဲ့ fighter မျိုးတွေမှာပါတယ်တိုက်စစ်ကိုအလင်းမြန်အကူပြောင်းလုံနိုင်တယ်ခက်ချေတွေအပြင်တလုံးလဲစုံတဲ့အတွက်သူ့ရဲ့ပြိုင်ဘက်တွေကမလွယ်ကူတော့ဘူးဆိုတာကိုတော့အမြဲတမ်းတွက်ဆလို့ရတဲ့အခြေအနေမျိုးဖြစ်တယ်ပြီးရင် Iman Ghazali ရဲ့လိုပေါ့နော်ကစားခတ်တဲ့ fighter ကိုသူတင်ကစားခဲ့ဘူးတဲ့ Morocco fighter ကိုသူကအလဲထိုးနဲ့နိုင်ထားတာအဲ့တော့Witty Cry ကအချင်းတော့မဟုတ်ဘူးအဲ့တော့ Sonra အနေနဲ့ဘယ်လိုပုံစံနဲ့ပြင်ဆင်လာမလဲဒါကတော့စဉ်းစားရမယ့်အပိုင်းဖြစ်တယ်လို့ထင်တယ်အဲ့တော့ Sonra အကြောင်းပြောရအောင်ပေါ့နော် Sonra အကြောင်းကတော့ဒါကျွန်တော်တို့ပရိသတ်ကိုအထူးတလဲမိတ်ဆက်ပေးနေစရာမလိုတဲ့ fighter မျိုးပဲစစ်မီတန်ကိုအငင်းပါပဲပေါ့နော်အမှတ်ပေးနဲ့ရှုံးပြီးနောက်ပိုင်းမှာသူက2ပွဲဆက်နိုင်ပွဲပြန်ရလာတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီ download ကိုပြန်ရှုံးတယ် download ကတော့ဒါသူ့ရဲ့အရင်အကြောင်းတော်ရန်စားရှိတဲ့ fighter Road to One Championship မှာသူရှုံးခဲ့တဲ့ fighter ပေါ့နော်download ကိုလည်းသူအမှတ်နဲ့ရှုံးထားတယ်အဲ့တော့ Sonra က Witty Cry ထက်အသက်2နှစ်ကြီးတယ်အရက်2လက်မှနေနေပေါ့နော်ဒါကတော့ဒါကျွန်တော် compare နိုင်ရှင်ပြတဲ့အခြေအနေเนาะအဲ့တော့ကျိုးဝိုင်းဆိုလို့မှာဆိုလို့ရှိရင် Sonra ကစားပုံကအလဲမှာတဲတဲ့ fighter လဲမှာတဲတဲ့ fighter ဖြစ်လို့မွေပါးနဲ့ပေါ့နော်မွေတိုင်းကစားမှာပပနဲ့ကစားတတ်တဲ့ fighter မျိုးဖြစ်တယ်ကန်ချက်တွေနဲ့အမှတ်ယူရတာလဲကျွမ်းကျင်တယ်ပြီးရင်ဒီမှာဘာသွားတွေ့ရလဲဆိုတော့ Sonra က
သူ့ထက်အရက်စီးရဲ့ fighter တွေနဲ့တွေ့လို့ရှိရင်လည်းနောက်မဆုတ်ပဲရင်ဆိုင်ဓာတ်တဲ့ရင်ဆိုင်ရဲတဲ့တလုံးထုံနိုင်တဲ့အစွမ်းအင်မျိုးအစွမ်းအစမျိုးရှိတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုရက်ကဟိုးအစပိုင်းမှာသူနိုင်ပွဲတွေရယူခဲ့ပေမဲ့သူ့ကိုပြိသက်ကတိတ်မကြိုက်တာမျိုးဖြစ်တယ်ပေါ့နော်တိတ်မကြိုက်တာမျိုးဖြစ်တယ်ဆိုတာကကျွန်တော်တို့ဒီ martial art combat sport ပေါ့နော်အဲ့လိုကိုလကံပညာပြိုင်ပွဲနဲ့ပတ်သက်လို့ရှိရင်ပြိသက်ကအများသောအားဖြင့်နှစ်မျိုး꿰မယ်ထင်တယ်ဗျဒါကျွန်တော်အမြင်ပေါ့နော်တစ်မျိုးကတော့ဘယ်လိုလဲဆိုတော့ဟို Hago fan လို့ပဲခေါင်းစဉ်တက်ရမယ်ထင်တယ်တစ်မျိုးကဘယ်လိုလဲဆိုတော့သူကပွဲတွေကိုစိန်ခံကြည့်တာပေါ့ဘယ်လိုတလုံးထုတ်သွားရဲပြီးအကူအပြောင်းနေရွေ့လျာသွားရဲတိုက်စစ်စင်မှုတွေခံစစ်အကူပြောင်းနေစတာတွေကိုအရသာခံပြီးကြည့်ရဥပမာ clean ဆိုလဲ clean ကိုဘယ်လိုလုပ်လဲအပူချုပ်မှာဘယ်လိုအမှတ်ယူလဲဘယ်လိုဖြည့်ထွက်လဲ space ဘယ်လိုရှာတယ်လဲပြီးရင်ကိုထိုးလို့ကန်လို့တိုက်စစ်ဆင်လို့ရအောင်ပြိုင်ဘက်ကိုဘယ်လိုဆွဲခေါ်လဲအဲ့လိုမျိုးကိုဒီအရသာခံပြီးတေချာအသေးစိတ်ဒီကြကြကြည့်နိုင်တဲ့ပြိသက်မျိုးကတော့ဆိုရကစားပုံကိုလက်ခံတယ်နော်လက်ခံတယ်ဒါပေမဲ့ဒီစမီတန်နဲ့ပွဲပြီးနောက်မှာဆိုရကသူ့ရဲ့ကစားပုံလေးကိုပြောင်းလာတယ်ပြောင်းလာပြီးတော့ဖြောပြမှုပေးနိုင်တဲ့ပုံစံပဲရောက်လာတယ်အဲ့ဒါကြောင့်ပဲနောက်ပိုင်းမှာဒီအဲ့လိုပြောင်းလာတာဘယ်လိုပြောင်းလာလဲဆိုအရင်တော့ကသူကကောင်တာပဲချောင်းဆိုတော့ပြိသက်စီပြိုင်ဘက်ကမှားမှသူကတိုက်စစ်စင်တာပြိုင်ဘက်ကမှားမှအဲ့ဒီဟာကွက်ကို turning point အနေနဲ့အလှည့်ပြောင်းနေလုပ်ပြီးတော့ဟိုအနိုင်ယူတာမျိုးပေါ့ဒါပေမဲ့နောက်ပိုင်းမှာကျတော့သူကဒီအရက်စီးရဲ့ fighter တွေပဲဘယ်လိုပဲဖြစ်သူကတိုက်စစ်ကိုတိုက်စစ်ဆိုတဲ့ပုံစံမျိုးနဲ့တွားပြီးတော့ရင်ဆိုင်တာဖြစ်တဲ့အတွက်ဆိုင်ထိုးပြိုင်ထိုးတာတွေများလာတယ်လက်တင်ပြီးရှင်နိုင်တာမျိုးတွေများလာတယ်အဲ့လိုပေါ့နော်ပြင်သူကလည်းသူကိုယ်တိုင်ကလည်း battle fighter ဖြစ်နေတဲ့အတွက်လောကကိုင်ကလွယ်တာမျိုးလေးတွေကိုနောက်ပိုင်းသူပြသနိုင်လာအဓိကတော့သူ့စိတ်ပေါ့နော် fighting 5 time ပြောင်းလဲတဲ့နောက်ပိုင်းမှာသူ့စိတ်ကလည်းတိုက်စစ်ကိုပဲကစားရမယ်လို့ဆုံးဖြတ်လိုက်တဲ့ပုံပေါ်တယ်အဲ့ဒီအတွက်ကြောင့်ပဲနောက်ပိုင်းမှာသူပြိသက်ကြိုက်တဲ့ကစားဟန်မျိုးကိုသူအကူပြောင်းလုပ်လာနိုင်တယ်အဲ့ဒီကြောင့်ပဲနောက်မှပြိသက်ကသူ့ကိုကစားပုံအပြောင်းလဲကြောင့်လက်ခံလာတယ်အားပေးမှုများလာတယ်ပေါ့နော်အဲ့ဒါမျိုးဖြစ်လာတယ်လို့လည်းမြင်တယ်အဲ့တော့ဒီပွဲကဘယ်လိုပြီးသွားနိုင်လဲဆိုတော့မြန်မာ fighter တွေနဲ့တွေ့ရင်တော့ Thai fighter တော်တော်များများကသူတို့ရဲ့ကစားပုံတွေကိုပြင်ပြီးတော့ကစားလာကြတယ်တိုက်စစ်စောနေတဲ့လူကလည်းခက်စစ်ပုံစံကစားတော့တာမျိုးကိုတွေ့ရတယ်ခက်စစ်သမားဆိုရင်လည်းခက်စစ်သမားကောင်းတာတိုက်စစ်သမားဆိုရင်လည်းပြိုင်ပွဲရဲ့အလစ်အငိုက်ကိုဟာဝက်ကိုချောင်းပြီးကစားတာမျိုးဖြစ်လာတယ်အဲ့တော့ဒီပွဲမှာတော့တေးကြတယ်ဆွန်ရက်ကတော့တိုက်စစ်ပဲဆော်လိုက်မယ်ဝီဒီခရိုင်ကရောဆိုရက်ရဲ့ကစားကွက်ပေါ်အခြေအနေပေါ်မူတည်ဘာတွေအပြောင်းလဲလုပ်မလဲပြင်ပွဲအတွင်းမှာမဟာဗျူဟာမြောက်တဲ့နီးဗျူဟာအပြောင်းလဲလုပ်ပြီးတော့ရင်ဆိုင်မလားဒါတွေကိုကြည့်ရမယ်အမပေးအဆုံးဖြတ်ထိသွားဖို့ကတော့သွားနိုင်တယ်လို့ထင်တယ်အဆုံးဖြတ်ထိသွားနိုင်တယ်လို့ထင်တယ်နှစ်ယောက်စလုံးကကြက်ပါးတွေဖြစ်တာကြက်ပါးဖြစ်တော့အမပေးအဆုံးဖြတ်ထိသွားနိုင်မယ်လို့ထင်တယ်အမားလုံးတဲ့သူကပေးစမှုကြီးမမဖြစ်လိမ့်မယ်အမားလုံးလိုက်တဲ့အလှည့်ပြောင်းလေးတစ်ခုမှာပဲလုံးဝရှုံးပွဲကြုံတွေ့သွားနိုင်တဲ့ damage မျိုးကိုထိမယ်လို့ယူဆရတယ်အဲ့တော့ပွဲကတော့တေချာစောင့်ကြည့်အကဲဖြတ်ပြီးအသေးစိတ်ကြည့်မယ်ဆိုရင်ပြည်သက်ကိုဖျော်ပြမှုပေးနိုင်တဲ့ပွဲမျိုးဖြစ်လာမယ်ဒါကတော့နှစ်ဦးစလုံးရဲ့တက်မြန်တိုက်စစ်တဲ့ပွဲအခြေအနေကိုကြည့်ရတဲ့အပိုင်းပေါ့နော်အဲ့လိုမှမဟုတ်ပဲတယောက်ကတိုက်စစ်ဖွဲ့မယ်တယောက်ကတက်မြန်တိုက်စစ်နဲ့သွားမယ်ဆိုရင်လည်းဒီပွဲကကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာသိကြတယ်ဒီပွဲကစွန်ရအတွက်ဆောင်းပွဲစစ်တဲ့ပွဲဖြစ်လို့ Woody Cry အတွက်နောက်တစ်ဆင့်သွားနိုင်ဖို့ဟိုအတွက်နိုင်ပွဲရယူတဲ့လေကတဲ့မျိုးတစ်ခုဖြစ်မယ်လို့ထင်တယ်အဲ့တော့ဒါကျွန်တော်တို့ပွဲပြီးတဲ့အခါမှာပွဲပြီးသုံးသက်ချက်နဲ့အတူပြန်လာခဲ့ပါမယ်ဘသူနိုင်နေရှုံးနေဆိုတာပြည်သက်ကိုဖျော်ပြမဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့တော့ကျွန်တော်ကမြင်ထားတယ်အဲ့တော့ကျွန်တော်လည်းသိချပေါက်စောင့်ကြည့်မယ်ပွဲပြီးတဲ့အခါပွဲပြီးသုံးသက်ချက်လုပ်မယ်အဲ့ကြကျွန်တော်တို့မြင်တွေကိုဆက်လက်ပြီးတော့ဆွေးနွေးကြပါမယ်အားပေးကြည့်ရှုခဲ့ကြတဲ့ကျွန်တော်ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ Love from Burma ကနေကြိုးဆိုပါတယ်